သက်22နှစ်အရွယ်အာနာစတေရှားဟာဝါရှင်တန်ပြည်နယ်တက္ကသိုလ်ရဲ့ဂျိုတုနယ်မြေမှာအင်္ဂလိပ်စာပေအဓိကနဲ့ကျောင်းတက်နေတဲ့သူပါ။တနေ့မှာတော့သူမရဲ့အခန်းဖော်ကိတ်နေမကောင်းဖြစ်သွားလို့အင်တာဗျူးမသွားနိုင်တာကြောင့်အာနာကပဲသူ့အစားအသက်29နှစ်အရွယ်ဘီလီယံနာလုပ်ငန်းရှင်ခရစ်ရှန်ဂေးကိုတွားရောက်အင်တာဗျူးပေးဖို့သဘောတူလိုက်ပါတယ်။စီရက်တဲမှာရှိတဲ့ခရစ်ရှန်ရဲ့ရုံးချုပ်ကိုရောက်တဲ့အခါအာနာတယောက်အင်တာဗျူးကိုဘယ်လိုဖြတ်တန်းရမလဲဆိုတာမသိဘဲတရုတ်တိုက်နဲ့ပဲအလုပ်ပြီးမြောက်ခဲ့ရပါတယ်။အဲ့ဒီနေ့ရဲ့ကျောင်းပွဲနေ့တစ်ပင်မှာမိကုံးပြောမဲ့သူလည်းဖြစ်တဲ့ခရစ်ရှန်ကအာနာကိုစိတ်ဝင်စားသွားပါတယ်။မကြခင်မှာပဲခရစ်ရှန်ကအာနာအလုပ်လုပ်တဲ့ hardware ပစ္စည်းဆိုင်ကိုလိုက်လာပြီးသူတို့အင်တာဗျူးအတွက်တပ်ပုံရိုက်ဖို့ကမ်းလှမ်းပါတယ်။အာနာကိုကော်ဖီတောက်ဖို့ဖိတ်ခေါ်ပေမဲ့အာနာကသူမဟာအချစ်ကိုကိုးကွယ်တဲ့သူလို့ဝန်ခံလိုက်တဲ့အခါမှာတော့ခရစ်ရှန်ကသူဟာအာနာအတွက်တင့်တော်တဲ့သူမဟုတ်ဘူးလို့ပြောပြီးရုတ်တရက်ထွက်သွားပါတယ်။နောက်ပိုင်းမှာတော့ခရစ်ရှန်ကအာနာစီကိုတောမတ်ဟာဒီရဲ့ပထမဆုံးထုတ်စာအုပ်နှစ်အုပ်လက်ဆောင်ပို့ပေးပြီးအဲ့ဒီစာအုပ်တွေထဲမှာတော့ဆက်ဆံရေးရဲ့အန္တရာယ်တွေအကြောင်းရေးသားထားတဲ့စာသားတစ်ခုကိုပါထည့်ပေးလိုက်ပါတယ်။ကျောင်းစင်ပွဲညမှာအာနာနဲ့တငယ်ချင်းတွေဘားတစ်ခုမှပြောပါကြပါတယ်။အရက်အလွန်အကျွံတောက်မိတဲ့အာနာကခရစ်ရှန်စီကိုစိတ်လှုပ်ရှားပြီးဖုန်းခေါ်ကစာအုပ်တွေကိုပြန်ပေးမယ်လို့ပြောပြီးသူ့အပြုအမူတွေကိုလည်းဆဲဆိုလိုက်ပါတယ်။ခရစ်ရှန်ကအာနာရှိတဲ့ဘားကိုရောက်လာပြီးခေါ်ထုတ်သွားပါတယ်။နောက်တနေ့မနက်မှာတော့အာနာတယောက်ခရစ်ရှန်ရဲ့ဟိုတယ်ခန်းမှာနိုးလာပြီးသူတို့နှစ်ယောက်ဘာမှမဖြစ်ခဲ့ကြဘူးဆိုတာသိရလို့စိတ်သက်သာရသွားပါတယ်။အဲ့ဒီနောက်မှာသူတို့နှစ်ယောက်စတင်တွေ့ဆုံလာကြပေမဲ့ခရစ်ရှန်ကတော့သူတို့ရဲ့ပတ်သက်မှုတွေကိုဘယ်သူမှမပြောပြဖို့အတွက်လှုပ်ဝက်ချက်ထိန်းသိမ်းရေးစာချုပ်ကိုလက်မှတ်ထိုးခိုင်းပါတယ်။ခရစ်ရှန်ကသူဟာနှောက်ဖွဲ့ခြင်းဆိုင်ရာဆက်ဆံရေးမျိုးရှိပြီးဒါကိုစာချုပ်ထဲမှာအတိအလင်းသတ်မှတ်ထားကြောင်းရှင်းပြပါတယ်။အာနာကစာချုပ်အကြောင်းစဉ်းစားရင်းနဲ့ပဲသူမကိုယ်တိုင်လည်းအခြေအနေတွေကိုညှိနှိုင်းကြည့်ပြီးသူမဟာအပြိုစင်တယောက်ဖြစ်ကြောင်းဝန်ခံကနောက်ဆုံးမှာတော့အယုတ်တွေပရိဘောဂတွေပစ္စည်းကိရိယာတွေပြည့်နေနေတဲ့ခရစ်ရှန်ရဲ့အခန်းထဲမှာသူတို့နှစ်ယောက်အတူတူနေဖြစ်ခဲ့ကြပါတယ်။အာနာတယောက်ခရစ်ရှန်ရဲ့မိခင်နဲ့လည်းတွေ့ဆုံဖြစ်ပါတယ်။ခရစ်ရှန်ကအာနာကိုအိမ်ပြန်ပို့တဲ့အခါသူတို့အိမ်မှာမိန်းကလေးဘယ်နှစ်ယောက်နေခဲ့ဘူးတလဲလို့အာနာကမေးခဲ့ပါတယ်။ခရစ်ရှန်ကလည်းအာနာကိုကားအသစ်လက်တော့အသစ်ပါဝင်လက်ဆောင်တွေအကူအညီတွေကိုပေးအပ်ခဲ့ပါတယ်။အာနာနဲ့ကိတ်တို့စီရက်တဲကိုပြောင်းရွှေ့ပြီးနောက်မှာလည်းအာနာကခရစ်ရှန်နဲ့ဆက်လက်တွေ့ဆုံနေခဲ့ပါတယ်။ခရစ်ရှန်ရဲ့မိဘတွေနဲ့ညစာစားနေရင်အာနာကသူမဟာနောက်နေ့မှာဂျော်ဂျီယာကိုတွားပြီးမိခင်ကိုတွားတွေ့လို့မှဖြစ်ကြောင်းပြောပြလိုက်ပါတယ်။နောက်ပိုင်းမှာတော့ခရစ်ရှန်ကအာနာလိုချင်တဲ့တစ်ဖက်သက်မဟုတ်တဲ့ဆက်ဆံရေးမျိုးကိုမပေးနိုင်တဲ့အတွက်စိတ်ပြတ်နေခဲ့ပါတယ်။အာနာကခရစ်ရှန်တယောက်ဂျော်ဂျီယာကိုရုတ်တရက်ရောက်လာတဲ့အခါအံ့အားသင့်သွားပါတယ်။ခရစ်ရှန်ကအာနာကိုလေရင်စီးခေါ်သွားပေမဲ့စီရက်တဲမှာအရေးပေါ်ကိစ္စတစ်ခုရှိလို့ချက်ချင်းပြန်သွားခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါအာနာကခရစ်ရှန်နဲ့ဆက်တွေ့နေပြီးခရစ်ရှန်ကလည်းလိမ်မိုင်းဆိုင်ရာပို့ပြီးစမ်းသပ်မှုတွေလုပ်ချင်နေပါတယ်။အာနာကအစပိုင်းမှာသဘောတူခဲ့ပေမဲ့ခရစ်ရှန်ကစိတ်ခံစားမှုအရအကွာဝေးခြားထားတဲ့အတွက်အာနာတယောက်စိတ်နှောင့်ယှက်ဖြစ်ရပါတယ်။နောက်ဆုံးမှာတော့ခရစ်ရှန်ကိုစိတ်ပိုင်းဆိုင်ရာအရာနားလည်နိုင်မှုအတွက်စီကံဖောက်ရင်ဘယ်လိုအပြစ်ပေးမလဲလို့အာနာကမေးလိုက်ပါတယ်။ခရစ်ရှန်ကအာနာရဲ့တင်ပါကိုခပ်ပတ်နဲ့ရိုက်လိုက်တဲ့အခါမှာတော့အာနာတယောက်စိတ်ပြက်ပြီးစိတ်နာသွားကခရစ်ရှန်ဟာသူမအတွက်မဟုတ်ကြောင်းနဲ့သူ့ရဲ့အပြုအမူတွေဟာအလွန်ကျွံဖြစ်လွန်းတယ်လို့ကောက်ချက်ချပြီးခရစ်ရှန်နဲ့လမ်းခွဲလိုက်ပါတော့တယ်